အားလုံးပဲမင်္ဂလာပါ Healthy Life by Dr. John ရဲ့ podcast လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အားလုံးကိုမျှဝေပေးသွားခြင်းနဲ့အကြောင်းအရာလေးကတော့ဆေးရုံတက်ရောက်ရတဲ့လူနာများနဲ့အစားအစာဝင်မှုအကြောင်းပဲဖြစ်ပါတယ်ဆေးရုံတက်ရောက်ရတဲ့လူနာများမှာဆိုရင်မိမိတို့လူနာရဲ့ဆေးရုံတက်ရောက်ရတဲ့မူရင်းအကြောင်းခံကအရေးကြီးသလိုစိုးရိမ်တကြသလိုလူနာရဲ့စားတောက်ဝင်မှုကလည်းအရေးကြီးတယ်စိုးရိမ်တကြပါတယ်။ဒါကြောင့်မို့လို့လူနာတယောက်ကဆေးရုံတက်တဲ့ခါမှာမူရင်းယောဂအခြေခံမှာမူတည်ပြီးတော့အစားအစာဝင်မှုနဲ့ပါခြင်းကခဏတာရက်တို့တစ်ရက်စာနှစ်ရက်စာလောက်တော့ဆောင်ဆိုင်လို့ရပါတယ်။ယောဂပြင်းထန်ရင်ပြင်းထန်တယ်လို့အစားတောက်ဝင်ဖို့အတွက်လိုအပ်ချက်ပမာဏenergy စွမ်းရည်ပမာဏကလည်းလျော့နေပြီးတော့လိုတတ်ပါတယ်။ဒါကြောင့်မလို့မိမိတို့လူနာတွေဆေးရုံတက်တဲ့ပထမ1ရက်2ရက်24နာရီ48နာရီအတွင်းမှာအစားအသောက်အရန်မဝင်ဘူးဆိုရင်အရန်ပဲစိုးရိမ်စရာမလိုပါဘူး။ဒါပေမဲ့ဆေးရုံတက်ရောက်ပြီးတော့ရက်ရှည်လာပြီးအလွန်ဆုံး3ရက်ထက်ကျော်သွားပြီဆိုရင်တော့အစားအသောက်ဝင်နေပါမှုကအထူးဂရုပြုသင့်ပါပြီမဟုတ်ဘူးဆိုရင်မိမိတို့လူနာရဲ့အသားဓာတ်ဆုံးရှုံးမှုတွေကဆေးရုံတက်တဲ့အချိန်ကြာလေးပို့ပြီးတော့ဆိုးရွားလေးဒီခါမှာအာဟာရချို့တဲ့မှုဖြစ်ဖို့အတွက် chance များလာလေးပါပဲဒါကြောင့်မို့လို့ပထမရက်တုန်းမှာအစားအသောက်သိမ့်မဝင်ရင်ကိစ္စမရှိပေမဲ့ရက်ရှည်မှာတော့အစားအသောက်ပုံမှန်ဝင်ဖို့ကအထူးပဲအရေးကြီးပါတယ်။ဒါကြောင့်မို့လို့ဆေးရုံတက်ရောက်ရတဲ့လူနာရှင်များကမိမိတို့လူနာရဲ့အစားအသောက်ဝင်မှုကပထမရက်ပိုင်းနေမှာသိမ့်မဝင်ရင်အရန်ပဲမစိုးရိမ်ဖို့ရက်ရှည်မှာဆိုရင်တော့အစားအသောက်ဝင်တာနဲ့ပါရင်အထူးပဲဂရုပြုဖို့အတွက်ဒီ podcast လေးကနေပြီးတော့အားလုံးကိုကြံ့ဉာဏ်ပေးလိုက်ရပါတယ်။အားလုံးပဲအာဟာရရှိတဲ့ကျန်းမာတဲ့နေ့ရက်လေးတွေအမြဲထာဝရပိုင်ဆိုင်နိုင်ပါစေ။